ဟုတ်ဒီတစ်ခါကတော့ကျွန်တော်တို့ဒီအဆင့်၄ပေါ့နော်ဒါကျောင်းမှာလည်းကျွန်တော်ကျောင်း offer လည်းရပါတယ်ပေါ့နော် offer ကြလာပြီကျောင်းလည်းရပြီဆိုရင်တော့ကျွန်တော်တို့ဒါ visa ရှောက်ရမယ့်အဆင့်ဖြစ်ပါတယ်ဒီအဆင့်ကတော့ဒါအရေးကြီးဆုံးအဆင့်ပေါ့များသောအားဖြင့်ဒီအဆင့်မှာဒါခက်ခဲတာပေါ့နော်ဟုတ်ဆိုတော့အဓိကကတော့ကျောင်းသား visa ဘယ်လိုရှောက်မလဲပေါ့နော်အဲ့ဒီအပိုင်းအဲ့ဒီလိုအပ်တဲ့အချက်တွေပေါ့နော်ပြီးတော့ဒီ partner of student work visa ပေါ့နော်ဆိုတော့အမျိုးသမီးအမျိုးသားကဘယ်လိုလိုက်လာမလဲပေါ့နော်ဆိုတော့အဲ့ဒီ visa လိုအပ်ချက်တွေကိုအကြံဉာဏ်တွေတစ်ချက်လောက်အသေးသေးပြောပြပါနော်ဟုတ်ကဲ့အဓိကပေါ့ကွာဟိုအကြောင်းရွေးချယ်လို့ပြီးသွားပြီအကြောင်းက offer letter လေးရပြီးသွားပြီဆိုလို့ချင်းနောက်တစ်ဆင့်ကိုပြောခဲ့သလိုပဲ visa လျှောက်တာပေါ့နော် visa လျှောက်တဲ့အခါမှာအကြောင်းလျှောက်ခဲ့သလိုနဲ့တိတ်ပြီးတော့မကွာဘူးပေါ့နော်အဓိကကထပ်ပြီးတော့လိုရာက yes scan ထောက်ခံစာရဲ့ yes scan ထောက်ခံစာကိုကမြန်မာနိုင်ငံမှာနေရဆိုမြန်မာနိုင်ငံ yes scan ထောက်ခံစာလို့မယ်ဟိုမှာကိုကဂျပန်ညီမတို့ဆိုရင်ဂျပန်ပြောင်းလာတဲ့အတွက်ကြောင့်ဂျပန်ကနေပြီးတော့6လအတွင်းမှာပေါ့နော်ထုတ်ထားတဲ့ yes scan ထောက်ခံစာလို့မယ်ဟုတ်အဲ့လိုမျိုးတွေရှိပါတယ်ကျောင်းသားအတွက်ဆိုရင်နောက်ထပ်partner student work visa နဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်လိုက်လာမယ်ဆိုလို့ချင်းသူ့အတွက်ကတော့ဘာပေါ်ရမလဲဆိုတော့ဒီက relationships နဲ့ပတ်သက်တဲ့ evidence တွေပေါ့နော်အဲ့ဒါသေချာပြဖို့လိုပါတယ်ဟုတ်ဒီမှာအနေနဲ့ဒီလောက်ကလေးပဲပြောပါမယ်ကိုပြောပေးပါဟုတ်ဖြစ်ဆွဲချင်တာလေးကတော့အဓိကကတော့ဒီကျွန်တော်တို့ခုနကတော့ကျောင်းလျှောက်ခဲ့တဲ့အတိုင်းပဲပေါ့နော်အားလုံးပြန်လိုပါတယ်အဓိကကိုရေးရဆိုရင်တော့ဒီပညာရေး background ပြီးတော့အလုပ် background ပေါ့နော်ပြီးတဲ့ခါကျတော့ဒီကျွန်တော်တို့ဒီကျောင်းရဲ့ offer letter ပေါ့နော် offer letter ရဲ့ပြီးတော့အခုထပ်ပို့သွားတာတော့ဒီက yes scan ထောက်ခံစာနဲ့ဒီစစ်ထားတဲ့ဟာပေါ့နော်ပြောရင်စစ်တာဒါသူတို့ဘယ်လိုပြောအတိအမှတ်ပြုတဲ့ဆရာဝန်ရှိမှာပဲသွားစစ်ကြတာပေါ့မြန်မာနိုင်ငံမှာလည်းရှိတယ်ကျွန်တော်တို့ဂျပန်မှာလည်းအဲ့လိုမျိုးတနေရာရှိတယ်ပေါ့အဲ့နေရာကိုသွားပြီးတော့စစ်ခဲ့ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာလေးတွေလိုအပ်ပါတယ်ပြီးတဲ့ခါကျတော့အဓိကအရေးကြီးတဲ့အချက်ကတော့ဒီ financial ပေါ့နော်ဒီဒီနေထိုင်စားတော့ဖို့အကြောင်းစိတ်ကိုပတ်စံပြတဲ့အနေအထားမှာအရန်ကိုတိုင်ပတ်တာဖြစ်ပါတယ်ဟုတ်ဆိုတော့အဓိကကတော့ပေါ့နော်ကျွန်တော်ဒီကျောင်းသားကတော့ကျောင်းရဲ့အကောင့်တွေကိုသွင်းထားတာဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဘဏ်ထဲမှာတေချာလုံလောက်ပြဖို့လိုတယ်နောက်ထပ်အများစုထည့်မတွေးမိတဲ့အချက်ကတော့နေထိုင်စားတော့စီးရိတ်ပေါ့နော်နေထိုင်စားတော့စီးရိတ်ကိုတော့သူတို့ကပုံမှန်ဆိုရင်ကျောင်းသားဆိုတစ်နှစ်ကို2000လောက်ပြခိုင်းတယ်ပြီးတော့ဒီကိုယ့်ရဲ့ဒီအမျိုးသမီးအမျိုးသားပေါ့နော်ပါနာဆိုရင်တော့4200ပေါ့နော်ပြခိုင်းတယ်ပေါ့နော်ဆိုတော့စုစုပေါင်းဟိုဟာလောက်ပေါ့နော်2000ခွဲလောက်ရှိတယ်ပဲတမန်လိုက်ပေါ့နော်ဟုတ်အဲ့လောက်ပြခိုင်းတယ်ဒါပေမဲ့တကယ်တမ်းကျတော့ပို့ပြီးကုန်ပါလေတကယ်တမ်း3000ကျော်လောက်ကုန်တယ်ပေါ့နော်2ယောက်ဆိုရင်ပေါ့နော်ဟုတ်ဆိုတော့အဲ့ဒီဟာကိုသူတို့ကအဲ့ဒါလည်းပြပေးရတယ်ကျောင်းသားကလည်းပြပေးရအဲ့ဒီခါမှာကျွန်တော်တို့ဒီဘန်က6လစာကျွန်တော်တို့ဒီမြန်မာနိုင်ငံ risk ဖြစ်တဲ့နိုင်ငံတွေမှာပါတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒီ6လပေါ့နော်6လစာလောက်ဒီပြရတယ်ပုံမှန်ဆိုတော့3လလောက်ပြပြီးဒါရလောက်ပြီဆိုပေမဲ့ဒီ6လအတွင်းမှာဒီမင်းဒီငွေတွေကိုထိန်းသိမ်းထားတယ်ဆိုတာမင်းရဲ့ပိုင်တဲ့ငွေပေါ့အဲ့လိုမျိုးပုံစံသူတို့တွေစစ်တာပေါ့နော်အရန်ခက်ခဲပါတယ်ဒီအဆင့်อ่ะပေါ့နော်ဆိုတော့အဲ့လိုမျိုးအဲ့ဒီအပိုင်းကတော့တေချာလေးပြင်ဆင်ရတာဖြစ်ပါတယ်ဆိုတော့မီဒီနဲ့မှာဖြစ်ဆွဲချင်တယ်လို့ဟုတ်အဲ့ဒါဆိုကိုပြောတဲ့ဟာမှာတကယ်အရေးကြီးတဲ့အချက်ပေါ့နော်ဒီရုပ်စာတွေကတကယ်ပတ်စံကိုကိုကတခြားပတ်စံတွေကကိုကဂျားထဲမှာအဲ့လိုမျိုးအဝင်ခံပြီးတော့အဲ့လိုမျိုး6လအတွင်းထဲမှာ6လမတိုင်ခင်ကကြိုးစစ်ထားဖို့လိုတယ်ပေါ့အဲ့တော့6လပြီးပါမှာဝင်လာတဲ့အခါကျရင်အဲ့လိုမျိုးဖြည့်ရှင်းခဲ့ရတဲ့ကိစ္စလေးတွေရှိရမလားကိုဟုတ်တယ်မီလေးဟုတ်တယ်အဓိကကလေဒီ6လအတွင်းမှာပြောရင်သူတို့ဝင်ငွေကလကရတယ်ပြဿနာမရှိဘူးပေါ့နော်တခြားဒီကို freelance လုပ်လို့ပါညာပေါ့နော်အဲ့လိုမျိုးစသေးရှာပြစရာရှိတယ်ဆိုပြဿနာမရှိဒါပေမဲ့အဲ့လိုမဟုတ်ပဲねဒီတိုင်းပဲဘယ်ပလိုင်းကိုပတ်စံနေပါတယ်လွှဲတာတော့အဲ့လိုမျိုးဥပမာဆိုရင်ဒါပေါ့နော်ဒီကျွန်တော်တို့ဒီမင်္ဂလာလက်ဖွဲ့ပေါ့နော်မင်္ဂလာလက်ဖွဲ့အဲ့လိုမျိုးဒီပတ်စံဝင်တာအစားအဲ့လိုမျိုးတွေဟာအစားအဲ့လိုမျိုးတွေဒါကိုကတေချာလေးရှင်းပြပေးရတယ်ပေါ့နော်ဆိုတော့ဒီ6လအတွင်းမှာကိုယ့်ရဲ့ဟာကရှင်းနေဖို့လိုတန့်ရှင်းနေဖို့လိုတယ်ပေါ့နော်ဒီအဝင်ထွက်တွေအများများတာတွေအထွက်ကပြဿနာအဝင်တွေအဲ့လိုမျိုးတွေများတာတွေတို့ကသဘောမကျဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာပြင်ဆင်ရတဲ့အချက်က6လအချိန်ယူရတာဖြစ်တဲ့အတွက်ဒါဗီဇာလျှောက်ဖို့ကြိုပြီးတော့ပြင်ဆင်ရတယ်ဆိုတာဒါသိတာပါတယ်ပေါ့နော်ဟုတ်ဒီအချက်လေးကတော့ကိုပြောခဲ့တာအရင်ရေးကြီးတဲ့အချက်လေးပေါ့အဲ့တော့ဒီအချက်လေးကိုဗီဇာလျှောက်တဲ့အခါမှာတတိထားတယ်ဆိုလို့ချင်းပြီးတော့တတိထားရဲဆိုလို့ချင်းတော့စင်ပို့ပြီးတော့ပြင်ရပါတော့ဟုတ်ကျေးဇူးပါကိုဟုတ်မေးဟုတ်နောက်ထပ်ကိုတစ်ချက်ပြောချင်တာလေးရှိသေးတယ်အဲ့ဒါကတော့ဒီကျွန်တော် relationship evidence ပေါ့နော်အဓိကကတော့ဒီလင်မယားနှစ်ယောက်ကတကယ်ပဲလင်မယားလားစပြင်အဲ့လိုမျိုးစစ်ဆေးတဲ့အချက်ပေါ့ဒီချက်ကလည်းအရင်ရေးကြည့်တယ်ပေါ့နော်များသောအားဖြင့်ဒါမိသားစုတွေရွှေ့ပြောင်းအခြေချကြတာဆိုတော့အဲ့လိုမျိုးဒီများသောအားဖြင့်အဲ့လိုမျိုးဒါလိုက်လာကြမယ်ဆိုရင်အဲ့လိုမျိုးသေသေးရှာလေးဒါပြရတာပေါ့နော်အဓိကကတော့လက်ထပ်စာချုပ်တို့ပြီးတော့ဒီ
ဘယ်လောက်ကြာတူတူနေခဲ့လဲပေါ့နော်ဆိုတူတူနေလို့ရနေဖို့လိုအပ်တယ်ပေါ့နော်ပြောနေတယ်ပေါ့မနေဘူးဆိုရင်ဒါလင်မယားမဟုတ်လို့သူတို့ကယူဆတယ်ပေါ့နော်ဘယ်လောက်ထိပဲကိုလွတ်ထားတာဖြစ်တယ်ပေါ့နော်တင်းလောက်ကနေရမယ်ပေါ့နော်ပြီးရင်အဲ့လိုမျိုးပေါ့နော်ဒီတခြားကိုကတူတူနေခဲ့တဲ့ဟာတွေပြရတယ်နောက်ပြီးတော့ဒီအိမ်မှာလဲစာချုပ်တွေပါမှာနာမည်တူတူပါလာပေါ့စာပြီးအဲ့လိုမျိုးတွေပြီးတော့ဘဏ်အကောင့်တူတူဖွင့်ထားလာပေါ့နော်အဲ့လိုမျိုးအချက်တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေတည်တည်ရှာပြပြီးတော့တည်တည်ရှာကိုအချိန်နဲ့ပေါ့နော် timeline နဲ့ပေါ့နော်တည်တည်ရှာလေးဒါတင်လျော်မှုရှိတာဆိုတော့သူတို့စစ်ဆေးတာဖြစ်ပါတယ်အဲ့ဒီအပိုင်းကလည်းဒါအဓိကတော့ partner of student work visa ပေါ့နော်ရှောက်တဲ့နေရာမှာအရင်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်အဲ့ဆိုရင်ဟုတ်ပါတယ်ကိုပြောခဲ့သလိုပဲပေါ့အဓိကကကိုကလိုမျိုးဒီလာလို့ရတယ်အဲ့အရေးကြီးအချက်လေးတွေသိထားရမယ်နောက်တစ်ခုကကိုကလက်မထက်သေးဘူးဆိုလို့ချင်းနဲ့လာလို့ရပါတယ်ဒါပေမဲ့ကိုကခိုင်လုံတဲ့အဲ့လိုမျိုးပေါ့နော် relation status ကိုပြဖို့အရေးကြီးရပေါ့နော်ဟုတ်အဲ့လိုမျိုးလေးတွေရှိပါတယ်ဟုတ်အဲ့ဒါတွေနောက်ဆုံးပေါ့နော်အရေးကြီးတဲ့အချက်ရှိတယ်ပေါ့ကျွန်တော်တို့မပြောရသေးအဲ့ဒါကတော့ SOP ဖြစ်ပါတယ်အဓိကတော့ statement of purpose လို့ခေါ်ပါတယ်ဘာကြောင့် New Zealand နိုင်ငံကိုလာတာလဲပေါ့နော်ဆိုတော့အဲ့ဒီအချက်ကလည်းဒါအရင်ရေးကြည့်ပါတယ်များသောအားဖြင့်ပုံမှန်ဆိုတာတကယ်တော့တင်စရာမလိုဘူးပေါ့နော်ဒါပေမဲ့ဒါကျွန်တော်တို့ဒီလိုမျိုး risk များတဲ့နိုင်ငံလာရဲဆိုတော့အဲ့ဒါအသေးချာပေါ့အရေးကြီးပါတယ်ပေါ့နော် SOP อ่ะပေါ့နော်ဆိုတော့ဒီ India တော့ဘာလို့လဲပါတယ် risk များတဲ့အထက်မှာပေါ့နော်အဲ့လိုမျိုးဟိုအများကြီးရှိတယ်ပေါ့နော် risk များတဲ့နိုင်ငံတွေအဲ့လိုမျိုးပေါ့နော်အဲ့မှာဒီ SOP ရေးရတယ်ပေါ့နော် SOP မှာလည်းဒါအကြောင်းသားဆိုရင်ဘာကြောင့် New Zealand ကိုရွေးပြီးကျောင်းတက်တာလဲကမ္ဘာပေါ်မှာကျောင်းတွေအများကြီးရှိတယ် UK တို့ဘာလို့ဆို top 10ကျောင်းတွေရှိတယ်ဘာလို့ New Zealand ကိုရွေးချယ်တာလဲပေါ့နော်စဖြင့်ပြီးတော့ကျောင်းမှာဘာတွေကိုကလုံးမှာလဲဘာတွေသင်ယူမှာလဲပြီးတော့ကျောင်းမွေးရင်ဘာလုံးမှာလဲအရင်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဆိုအဲ့ဒါတွေသူကမေးပါတယ်မေးတယ်ဆိုတော့ကိုကတင်ပြပေးရတာပေါ့နော်ပြီးတော့ဒီ partner of student work visa ရှောက်မယ်ဆိုရင်လည်း SOP ပေါ့နော်ဒီကိုကလိုက်လာပြီဆိုရင်ကိုဒါဘာအတွက်လိုက်လာလဲကိုတို့ကဒါနေမြန်နဲ့အောင်တူတူနေခြင်းနဲ့မခွဲခြင်းပေါ့နော်စာပြအဲ့လိုမျိုး check လေးတွေပြီးတဲ့အခါကျတော့အနာဂတ်မှာဘာတွေအကောင့်တွေပေါ်ခြင်းနဲ့ဒီကြောင်းတက်တဲ့အခါကျရင်ပြင်ပန်းတာလေးတွေကိုဘယ်လိုထောက်ပံ့ခြင်းစာပြအဲ့လိုမျိုးအချက်လေးတွေတည်တည်ချာလေးရေးပြီးတော့တင်ပြပေးရတာဖြစ်ပါတယ်ဟုတ်ဒါကတော့ SOP ပေါ့နော် SOP တဲ့အရင်အရေးကြီးပါတယ်ဟုတ်โอเคကိုပြောခဲ့သလိုပါပဲပေါ့နော်ဒီကလိုမျိုး SOP ရတဲ့ရေးကြီးရပေါ့ရေးကြီးတဲ့အခါမှာဒီကကိုပြောခဲ့တဲ့အချက်တွေမှာဒီကလိုမျိုးပေါ့နော်ကိုရဲ့ကိုကဒီနိုင်ငံကိုလာရဲဆိုတာအလုပ်လုပ်ဖို့ရည်ရွယ်တာမဟုတ်ဘူးဆိုတော့လုပ်တဲ့အကြောင်းကြီးထည့်ပြီးတော့ရေးလို့မရပါဘူးပေါ့နော်အဲ့ဒါအရင်ရေးကြည့်ပါတယ်အဲ့တော့ကိုကြောင်းပြီးွားရင်ဘယ်လိုလုပ်မလဲဆိုတော့ plan ကိုအသေးစိတ်ရေးပေးဖို့လိုပါတယ်ပေါ့ဟုတ်တယ်မီးလေးပြောတာအရင်မှန်တယ်ဟုတ်တယ်အဓိကဟိုကိုကတေချာပေါ့ကိုတက်တဲ့ဘွဲနဲ့ကိုကတေချာမရှင်းမလင်းဘူးပေါ့နော်ကိုဘာလို့မှလည်းမသိဘူးအဲ့လိုမျိုးဟာတွေဆိုအရင်ရက်ခါရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကတေချာနာဂတ်တွေ plan တွေကိုတေချာလေးပြောပြနိုင်မှုလိုတယ်ပေါ့နော်အဓိကကတော့အဲ့ဒါလေးပါပဲပေါ့နော်ဟုတ်မီးလေးဖြစ်ဆက်နေတာရှိသေးလားမရှိတော့ပါဘူးဒီကိုပြောရနေတယ်ပြည်စုံနေပြီဆိုတော့လေဒါကတော့အရေးကြီးဆုံးအချက်ပေါ့နော်ဗီဇာလျှောက်တဲ့အဆင့်ဖြစ်ပါတယ်ဟုတ်ကဲ့